album ကကျွန်တော်ကြားလာပြီဗျာကျွန်တော်ခွေမထွက်တာတော့ကြာပြီကျွန်တော် covid ကလေးကစီစဉ်နေတာမူလလက်ဟောင်းဆက်ဆိုင်ခန်းလိုက်ဆိုပြီးတော့အဲ့ဒီမှာ album လိုက်မထွက်နိုင်တဲ့အတွက်ကျွန်တော်တပုတ်ချင်းထွက်နေတာအောင်မှ9ပုတ်လောက်ရှိနေပြီဆိုတော့ဒီတစ်ခါမှာတော့ကျွန်တော်ရှိတဲ့တခြင်းအားလုံးကိုကျွန်တော်ထုတ်ပါမယ်ကျွန်တော်ပရိသတ်တွေအတွက်ကျွန်တော် album ကိုအဲ့လိုမျိုးတခြင်းတွေတစုတစည်းတည်းမထွက်တာတော်တော်ကြာနေပြီအဲ့အတွက်ကျွန်တော်အားနာပါတယ်အခုအများဆုံးထွက်ပါမယ်ခင်ဗျလူချင်းလေးကိုပါမယ်ဆိုင်ပုံစံပါပဲစားစီပဲအယုတ်ချိုးပြတ်မွားစားချဲအနာမမင်းမရှိတော့ဘာပဲလုပ်လို့ရတာမဲမန္တလေးပွဲကဒီလိုပါခင်ဗျမန္တလေးပွဲကရန်ကုန်မှာကျွန်တော်မွေးနေ့တုန်းကလုပ်တဲ့ဆိုင် birthday show ကိုပဲဒီတပုံစံတွေကိုပဲကျွန်တော်မန္တလေးမှာဆိုင်မန္တလေး show ဆိုပြီးတော့ပြန်ပြီးတော့မန္တလေးပြည်သက်အတွက်တင်ဆက်မှာပါဒီတစ်ခါမှာတော့ဒီ September လကိုရွှေ့ထားပါတယ်ခင်ဗျဟုတ်ရက်ရွှေ့ထားပါတယ်ခင်ဗျကျွန်တော် September 12ရက်နေ့လို့မူလားကျွန်တော်ရွေးထားတယ်ဒါပေမဲ့အဲ့မှာတချို့ပြည်သက်တွေကဒါဟိုဒီမန္တလေးကအင်ဂျင်နီယာကျောင်းစာမွေးနဲ့နီးနေတယ်လို့ကျွန်တော်ပြောတယ်အဲ့တော့ကျွန်တော်အရှိကိုတစ်ပတ်လောက်ပြန်ရွှေ့ရင်လည်းရွှေ့မယ်ပြန်ကြည့်ညပါမယ်ခင်ဗျကျွန်တော်စီစဉ်လိုက်ပါအောင်မယ်ဟုတ်ကဲ့နေရာကကျွန်တော်မန္တလာသီရိအားကစားကွင်းမှာကျင်းပမှာပါဟုတ်ရက်က September လမှာဖြစ်မှာပါဟုတ်ကဲ့မင်းကိုချစ်မိတာမှန်ပါအတိအကျမင်းကညင်လိုက်ရင်တန်ရရှိသမျှထုံပို့ပြီးဒိုးလိုက်တော့မယ်အန်တာတီကာ